အာယုံရဲ့ကျိုးစုလာကြက်ချောင်းရောက်တော့ 这像地毛嘞，这像样， ဒီမော်လေးကို 地毛嘞，哎路嘞来的，这像样，样。 ဒီလိုမျိုးနေရာဆိုမော်လို့ခေါ်တာ 我不是有毛了， မော်လို့ခေါ်တာ အခုဒီနေ့တော့လို့ရှိရင်ကြက်ချောင်းရောက်တယ်ကြက်ချောင်းကဒီလေးနဲ့ဝင်နိုင်မှာမဟုတ်ဘူး ဩ သူကဒီရောက်တဲ့နေရာမှာဒီတော့ ဟုတ် အဲ့ဒါမှသူကဒီသိနေတယ်ကျွန်တော်တို့ဒီတော့ခေါ်ကြက်လို့ခေါ်တာပေါ့ ဟုတ် စင်လေးတက်တာနဲ့စင်လေးဒီ ဟုတ်ကဲ့ဟုတ်ကဲ့ ဒီဝတ်တယ်ထားဒီလမ်းမရှိဘူး ဒီဒေသရဲ့ဟောပေါ့တနင်္လာပိုင်းငါးရှာတဲ့နေပစုံရှာတဲ့နေသူတို့မိသားစုနဲ့သူတို့လေနဲ့သူတို့တနင်္လာပိုင်းလေးကိုယ်ဝန်စာကိုရှာနေကြတာလေးမြင်ရတာပေါ့ကြက်ချောင်းရွာတဲ့ဒီတော့တဲ့ထွက်တဲ့တစ်တင်နဲ့ပဲသူတို့အိမ်ကိုစောက်ထားပြီးတော့ဒီတငါးလုံးကလည်းအသက်မွေးတဲ့ရွာလေးပေါ့ထူးထူးဆန်းဆန်းကုန်းမြင်လည်းမရှိဘူးသူတို့အိမ်ချင်းအိမ်ကတော့သူတို့ဒီတရားလေးနဲ့ကူးကြတာပေါ့နော်ရေကြခြင်းဆိုတော့လေဒီတောင်ပြားရက်ခံနေတဲ့ခါကျကျွန်တော် cruise နဲ့ဝင်လို့မရလို့ဒီကဆက်လေကိုကြီးတွေအကူကြီးတောင်းပြီးတော့ရောက်အောင်လာခဲ့တာထူးထူးဆန်းဆန်းဆိုတော့အလွတ်မခံနိုင်ဘူးဘုံတွေအများကြီးပဲစပန်းကားလေ တဲကနာလေး တဲကနာဟောထူးထူးဆန်းဆန်းသဘာဝနဲ့စုပေါင်းပြီးနေကြတဲ့ကြေးရွာလေးပေါ့နော်ရေလုံသားကြေးရွာလေးကျွန်တော်ထင်ပါတယ်ကျောင်းတန်းစီလုံးညီညွတ်လို့တော့ဒီလိုနေလို့မရအောင်ရောက်တိုင်းကမိသားစုလိုတွင်းတိုင်းလိုမျိုးချစ်ခင်ကြလို့ဒီလိုနေလို့ရတယ်လို့ပဲထင်ပါတယ်ဒီဘောကနေပဲကျောင်းသွားကြတယ်ဒီဘောကနေပဲအလုပ်သွားကြတယ်ကျောင်းသွားတဲ့လမ်းလေးပေါ့ဒီကနေညာကျူးလိုက်လို့ရှိရင်တေပါလုံးကရေလုတ်သားဆိုဒါငလေးကြောက်တွေကိုဖမ်းနေတာတဲ့ပိုင်လို့ခေါ်တယ်တဲ့ဒီမှာအစာလေးတွေချိတ်ပြီးတော့ည
ပိုက်ချပိုင်အောင်ချရတာရေထဲမှာတညလုံးချတာ ညာတော့ရှာ မနေ့ဆိုသိ နေတဲ့တဲ့ အများကြီးပဲဒီမှာပြည့်နော်ပြည့်နော်ကွန်ဒီဟာကျေးဇူးပဲ ဒီတော့တဲ့အစ်စ်တွေနဲ့ခင်းပြားတွေလောက်ရတာဆိုတစ်ခုချင်းခက်ခက်စစ်လောက်ထားတာနော်ရေချိုကြတော့အဝေးကနေပိုက်နေတွေ့လို့ပြောတယ်ဒီရွာလုံးသုံးတဲ့ရေချိုပေါ့တောင်ကနေပြီးတော့ကျွန်တော်ဒီတော့ဖြတ်ပြီးတော့ပိုက်နေတွေ့လာတာပေါ့ဒီတိုင်းကြည့်ကျွန်တော်အင်းနဲ့အတူတူပဲပြီးတော့ဒီခင်းပြားတွေပို့တာတခု